ရတမတိဟုသောရောင်လင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုပေကွာတော်မူပြီးထသောသနရမရလောကကရုံလူနာမြမတတဝနန္ဒတော်ဤကြောင့်ဒီတန်တုလေကရုပြူရာတဆူတိသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂရိဝိမုတ်တံဒီဝမနုဿာနိရေရနှင့်ပေတတရိစ္ဆန်ရှိငါတန်သောဂတိတို့မှလည်းရူသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကရံတတဝါတို့အားကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမို့ဆိုတော်မူပါပေထသောဗုဒ္ဓံတစ္ဆာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ပြတ်သားတင်တင်သိမြင်ပေတံဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပြည့်ညတ်ပရမတ်မှာမူရောက်နာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝန္ဒေဝနာမှာကာယဝစီမနောရှိ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခရွကြိုးလက်ဆုံးမူကားရှင်ကိုဥညွတ်ပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုHello. Hello.